online class လေးတင်လာရှင်တဲ့ဟုတ်ကဲ့ online class လေးတင်ပေးပါလေရှင်ဒီ comment လေးကမိထားတာတပတ်လောက်ရှိနေပါပြီဒါပေမဲ့တန်တာကမအားသေးလို့မဖြစ်ဖြစ်တာစိတ်မရှိပါနဲ့ရှင်တန်တာက online class လေးကို Zoom နဲ့တင်တာမဟုတ်ပါဘူး video class လေးနဲ့တင်တာပါ video class လေးကဘယ်အချိန်ပြန်ကြည့်လို့ရအောင်ဆိုပြီးတော့တန်တာက video class လေးနဲ့တင်ပေးရခြင်းဖြစ်ပါတယ် video class ကိုတန်တာက3ရက်ခွဲတင်ပေးထားပါတယ်เนาะ first video မှာဆိုလို့ရှိရင်တန်တာကမျက်နှာရဲ့ skin type skin tone အဲ့ဒီဥစ္စာတွေကိုရွေးချယ်နည်းကိုသင်ပေးတာကနေစပြီးတော့ product knowledge ဘယ် product တွေလိုအပ်တယ်ဘယ် product တွေကိုမျက်နှာရဲ့ဘယ်အစိတ်အပိုင်းမှာလင်းရမယ်ဘယ် product တွေကဖြစ်ဘလို့အကျိုးအာနိသင်ရှိတယ်ဆိုတာကအစအသေးစိတ်ကိုထည့်သွင်းသင်ကြားပေးထားပါတယ်အဲ့ဒီထက်အပြင်ကိုကိုယ်တိုင် daily makeup နေ့တိုင်းအပြင်သွားမယ်ဈေးသွားမယ်ကြောင်းသွားမယ်ပေါ့နော်အဲ့လိုမျိုးသွားလို့ရှိရင်လေနေ့တိုင်းလုံးဝလိမ့်လို့ရသွားတဲ့အထီကို first video ထဲမှာထည့်ပြီးသင်ကြားပေးမှာဖြစ်ပါတယ် second video မှာကျတော့ Thai look ကိုအဓိကတတိချာချာလေးသင်ပြပေးမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ Thai look ကလူတိုင်းကလည်းကြိုက်တယ်ပေါ့နော်လူတိုင်းနဲ့ကလည်းလိုက်တယ်မြန်မာနိုင်ငံကလူတော်တော်များများနဲ့လေဒီ Thai look လေးကလိုက်တဲ့အတွက်ကြောင့်မို့လို့တန်တာက second video မှာ Thai look ကို detail ကြလေးထည့်ပြီးသင်ကြားပေးထားတာဖြစ်ပါတယ်third video မှာကြတော့ quarter makeup လေးကို especially သင်ကြားပေးထားတာဖြစ်ပါတယ်မင်္ဂလာဆောင်ပဲတွတ်တွားပါတီပဲတွတ်တွားဒါမှမဟုတ်ရင် dinner ပဲတွတ်တွားပေါ့နော်ကို confident ရှိနဲ့လှပလေးပြင်ပြီးတွားလို့ရအောင်တန်တာကတိချာလေးထည့်သွင်းသင်ကြားပေးထားတာဖြစ်ပါတယ်ရှင်ဘာဖြစ်လို့လဲဆိုတော့ဒီပွဲတက် makeup ကိုတက်လိုက်ရတာနဲ့ဒီသင်တန်းကြီးကအရန်ကိုတက်နေပါပြီเนาะဘာဖြစ်လို့လဲဆိုတော့တန်တာတို့ရှိမှာ client တွေကမင်္ဂလာဆောင်သွားဖို့လာပြင်တယ်ဟလာ dinner သွားဖို့လာပြင်တယ်ဝင်းနေပွဲသွားဖို့လာပြင်တယ်အဲ့ဒါဆိုလို့ရှိရင်ဒီတန်တာတို့ကပတ်စံနေရတယ်ပေါ့နော်အဲ့တော့तू ကဒီတင်တန်းလေးကိုတက်လိုက်တာနဲ့ဒီဟာတွေအကုန်လုံးပြင်သက်သွားတယ်ဆိုတော့ပတ်စံလေးခဏမကုန်တော့ဘူးပေါ့အဲ့တော့တန်တာကစဉ်းစားပြီးတော့စေတနာနဲ့လူတွေအကျိုးရှိအောင်ဆိုပြီးတော့ပွဲတက် makeup လေးကိုတိချာလေး third video မှာတင်ပြပေးထားတာဖြစ်ပါတယ်အခုတန်တာပြောလိုက်တဲ့ class လေးဟာဆိုလို့ရှိရင် self makeup online class လေးပဲဖြစ်ပါတယ်ရှင်ဒီ self makeup online class လေးကိုတက်ချင်တယ်ဆိုလို့ရှိရင်တော့ CV မှာလာပြောပြလို့ရပါတယ်เนาะကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ artist တန်တာဖြစ်ပါတယ်